အခုမြင်နေရတာတွေကရုပ်ရှင်တွေကဇက်ဝင်ကန်းတွေလည်းမဟုတ်ဘူးလို့ AI နဲ့ဖန်တီးရတဲ့ဗီဒီယိုတွေလည်းမဟုတ်ဘူးအဲ့ဒီကအပြင်မှာတကယ်ရှိတယ်ဂျပန်နိုင်ငံတောင်ပိုင်းနာဂါဆာကီမြို့နယ်မှာကျုံးလေးတွေရှိတယ်တချို့ကျုံးတွေကလူနေတယ်အပန်းပြစ်စခန်းတွေရှိတယ်တချို့ကျုံးတွေကလူမနေဘူးဘာမှမရှိဘူးအဲ့ဒီထဲကကျုံးတစ်ကျုံးအဲ့ဒီကျုံးကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ခုနကမြင်ရတဲ့အဆောက်အပြက်စီးတွေလူသူကင်းမဲ့တဲ့လမ်းတွေGoogle Map ကနေထောက်ကြည့်လို့ရGoogle Map ကအဲ့ညမှာလောက်တော့တယ်လူမရှိတဲ့လမ်းတွေအဆောက်အဦပျက်စီးတွေပဲကျွန်တော်တွေ့ရမှာဖြစ်တယ်လုံးဝမျိုးပြက်ဤတော့ပဲအခုချိန်မှာအပျက်စီးတွေပဲရှိတော့ဝင်ပဲအချိန်ကအဲ့ဒီကျုံးမှာကြီးမားတဲ့နောက်ကသမိုင်းကြောင်းတွေရှိခဲ့တယ်ကမ္ဘာလုံးဆိုင်ရာပြပခတွေအင်ပါယာတစ်ခုပေါ်ထွန်းခြင်းကြဆုံခြင်းအစရှိတဲ့သမိုင်းအချိုးကွေတွေရဲ့နေရာလည်းဖြစ်တယ်အဲ့ဒီကျုံးနဲ့ပတ်သက်ပြီးတော့ပြပခတွေကဒီနေ့ဒီချိန်ထိလည်းဆက်ရှိနေသေးဖြစ်တယ်အဲ့ဒီကျုံးကတော့ဟာရှိမာကျုံးပဲဖြစ်တယ်အဲ့ဒီဟာရှိမာကျွေးရဲ့တမိုင်းဟာဂျပန်နိုင်ငံရဲ့တမိုင်းရဲ့လက်လက်ချင်ချင်ဆက်ဆက်မှုရှိတယ်။18ရာစုမတိုင်ခင်ကဂျပန်ကစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံ18ရာစုနောက်ပိုင်းမှာစက်မှုလုပ်ငန်းအချိန်ဟုန်နဲ့ထုံးကားဟာအဲ့တော့ဂျပန်ကစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံနဲ့စက်မှုလုပ်ငန်းကိုအခြေခံတဲ့နိုင်ငံဖြစ်ကိုကူးပြောင်းတယ်။ယထာလန်းတွေဖောက်တယ်စက်ရုံတွေတီထောင်တယ်တင်မောကျင်းတွေစောက်တယ်အစရှိတဲ့ပြောင်းလဲမှုတွေအားလုံးတို့လောင်စာဒါမှမဟုတ်စွမ်းရည်ကလိုအပ်လာတယ်အဲ့တော့ဂျပန်အစိုးရကဟာရှိမာပဝင်ဂျပန်နိုင်ငံနှက်မှာကြောက်မီသွေးတွင်းတွေကိုတူးဖော်ခဲ့တယ်။ရှိမာကျွန်းကနေကြောက်မီသွေးတွေအမြောက်များတူးဖော်ရရှိတယ်။အဲ့ဒါကို Mitsubishi ကုမ္ပဏီကသိသွားတယ်။အဲ့လိုသိသွားတော့သူတို့ရဲ့ရင်သွေးငွေသင်္ဘောတွေအတွက်လောင်စာအနေနဲ့သုံးဖို့ဆိုပြီးတော့ကျွန်းလုံးကိုအပြတ်ဝယ်လိုက်တယ်။အဲ့ဒီအချိန်ကနေစပြီးတော့ကျွန်းပေါ်မှာကြောက်မီသွေးတူးဖော်မှုတွေစီကားလာတယ်။ဂျပန်နိုင်ငံရဲ့ကြောက်မီသွေးထွက်ရှိမှုစက်ညင်ကလည်းတစ်နှစ်ပိုများလာတယ်။1894မှာတန်ချိန်2,800,000 1890မှာတန်ချိန်3 သန်း1919ခုနှစ်မှာတန်ချိန်31သန်းအထိကိုစံချိန်တင်ရောက်ရှိခဲ့19ရာစုအစောပိုင်းကိုရောက်လာကြောက်မီသွေးတူးဖော်မှုတွေကလည်းများလာအဲ့တော့အလုပ်သမားတွေအတွက်နေရာလိုအပ်ချက်ကလည်းများလာအဲ့တော့ Mitsubishi ကုမ္ပဏီကဒီကြောက်မီသွေးတူးတဲ့နေရာတွေထွက်ရှိတဲ့စုပ်ပစ္စည်းကြောက်စက်ကဲတွေကိုသုံးပြီးတော့ကျုံးပပတ်လက်ကိုဖို့တယ်အဲ့ဒီကြီးနဲ့ကျုံးကိုချဲ့တယ်ပြီးတော့ကျုံးဘေးပပတ်လက်မှာမှုန်တိုင်းနဲ့လှိုင်းနဲ့ကိုခံနိုင်မှုဆိုပြီးတော့ကြီးမားတဲ့ကွန်ကရစ်နဲ့ရိုင်တစ်ခုကိုလည်းတီဆောက်ပေးခဲ့တယ်။ချိန်ထဲမှာပဲကျုံးပေါ်မှာရှိတဲ့မြေနေရာကိုဖြည်းဖြည်းရောက်အသုံးပြုခဲ့တယ်။စိုက်ပျိုးမြေဆိုပြီးတော့တီးတက်မထားတော့ဒီအစားတောင်းတဲ့တောက်တုံးကြီးကိုဂျပန်ပြည်မရန်နဲ့တင်သွင်းတယ်။ပြီးတော့အဲ့ဒီစိုက်ပျိုးမြေနေရာမှာဒီအလုပ်သမားတွေအတွက်လိုအပ်တဲ့ဆေးရုံတွေကျောင်းတွေရုပ်ရှင်ရုံတွေဈေးဆိုင်တွေစသဖြင့်အထောက်အကူပြုအဆောက်အဦတွေကိုတီဆောက်ပေးခဲ့တယ်။အဲ့ထဲမှာလောင်းကစားရုံတွေပါပါတယ်။ကျုံးကတဖြည်းဖြည်းနဲ့ပိုကျလာတယ်အဆောက်အဦတွေကလည်းပိုများလာအဲ့တော့အဝေးရကြီးကျုံးအကျုံးလည်းမတူတော့တင်မော်ကြီးတစ်စီးရသွားပြီးတော့ဆင်တူအဲ့တော့လူတွေကအဲ့ဒီကျုံးစစ်တင်မော်ကျုံးဆိုပြီးတော့လည်းခေါ်ဆိုခဲ့ကြတယ်တကယ်စစ်တင်မော်အစ်စ်တွေကလည်းကျုံးသားတစ်ဝိုက်မှာပိုသွားလာဘယ်လိုလဲဆိုတော့ဒီချိန်တော့ဂျပန်နဲ့တရုတ်နဲ့ပြိပခါရှိရဲအဲ့ဒါအားကြောင့်ရယ်နောက်တစ်ခုကအာရှိမာကျုံးကဒီဂျပန်နိုင်ငံရဲ့အဓိကအလောင်စာအရင်းမြစ်ဖြစ်နေတာအကြောင်းရယ်အဲ့ဒါကြောင့်ပဲဖြစ်တယ်1931မှာဂျပန်ကမန်ချူရီးယားကိုကျူးကျော်တယ်1939မှာတရုတ်နိုင်ငံလုံးကိုကျူးကျော်မှုစတင်ပြီးတော့ဒီကတရုတ်ဂျပန်စစ်ပွဲကိုဖြစ်ပွားစီနောက်ပိုင်းမှာတော့ပုံကြီးမားတဲ့ဒုတိယကမ္ဘာစစ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာတော့အချိန်ကကြောက်မီသွေးလိုအပ်ချက်အမြင့်မားဆုံးအချိန်ဖြစ်တယ်1940ခုနှစ်မှာအာရှိမာကျွန်းကနေကြောက်မီသွေးတန်ကျဲ4သိန်းတောင်းထင်းကိုထုတ်ယူရရှိတယ်အာရှိမာကျွန်းရဲ့ပိုက်ရှင်မီဆူဘီရှီကလည်းအဲ့ဒီတော့ကတခြားစီးပွားရေးလုပ်ငန်းတွေအပြင်စစ်ပွဲအတွက်လိုအပ်တဲ့လင်းရင်တွေတင်မောတွေအခြားသောစစ်လက်နက်ပစ္စည်းတွေလည်းထုတ်လုပ်တယ်ဂျပန်ကအာရှတိုက်တစ်ခွင်မှာကြီးမားတဲ့ထိန်းချုပ်မှုရလာနိုင်ငံတွေတစ်နိုင်ငံပြီးတစ်နိုင်ငံသိမ်းပိုက်အဲ့ဒီနေရာမှာအရင်နဲ့အမြတ်နဲ့ရှိတယ်အရင်ကတော့သူတို့အသုံးပြုရတဲ့စစ်အသုံးစရိတ်ဖြစ်ပြီးတော့အမြတ်ကတော့အဲ့ဒီနိုင်ငံမှာထွက်ရှိသမျှတရားစာတတွေအားလုံးကိုသိမ်းကျုံပြီးယူတော့တာသုံးသက်ကိုကျွန်တော်တို့အားလုံးသိကြ1945ခုဩဂတ်လ6ရက်နေ့မှာအမေရိကန်ကဟီရိုရှီမာကိုနျူကလ িয়ার ပုံကျဲတယ်။3ရက်အကြာမှာအရှိမာကျွန်းနားမှာရှိတဲ့နာဂါဆာကီမြို့ကိုထပ်ပြီးတော့နျူကလ িয়ার ပုံထပ်ကျဲတယ်။4ရက်အကြာမှာဂျပန်လက်နက်ချခဲ့ရ။အရှိမာကျွန်းကဂျပန်နိုင်ငံကိုပြန်လည်ပုံဖော်မဲ့တမိုင်းအနေနဲ့လည်းလက်ချက်ချိုင်ဆက်ဆက်မှုရှိတယ်။အရှိမာကျွန်းကထွက်တဲ့ကြောက်မီတွေကိုစစ်ပွဲတွေအတွက်အသုံးပြုခဲ့သလိုပဲဂျပန်နိုင်ငံကိုပြန်လည်ထူထောင်တဲ့နေရာမှာလည်းအသုံးပြုခဲ့တယ်။အဓိကအဖြစ်စစ်စစ်တပ်အာဏာရှိဖို့နဲ့စက်ရုံတွေလက်ပတ်ဖို့တော့အသုံးပြုခဲ့တယ်။အချိန်တိုတွင်းမှာပဲ
ဂျပန်နဲ့အမေရိကန်ကဘူဟာမြောက်မဟာမိတ်တွေဖြစ်လာတယ်ကိုရီးယားကအရင်တော့ဂျပန်ရဲ့ထိန်းချုပ်မှုအောက်မှာဂျပန်စစ်ရှုံးပြီးတဲ့နောက်ပိုင်းမှာကိုရီးယားနိုင်ငံအတွင်းမှာပြိပကဖြစ်လာစစ်ပွဲတွေဖြစ်တယ်တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားပွဲတာအဲ့ဒီအချိန်မှာလဲဟာရှိမာကျွန်းကအရေးပါအခန်းကဏ္ဍကနေပါဝင်ခဲ့တယ်တောင်မီသွေးလိုအပ်ချက်ကတဖြည်းဖြည်းနဲ့မြင့်လာအလုတ်သမားတွေလည်းပိုများလာအဲ့တော့1959ခုနှစ်မှာဟာရှိမာကျွန်းရဲ့လူဦးရေကအမြင့်ဆုံးကိုရောက်ရှိသွားတယ်အဲ့ဒီကျွန်းသေးလေးမှာလူပေါင်း9000ကျော်နေထိုင်ပြီးတော့အဲ့ဒီအချိန်ကဂျပန်နိုင်ငံရဲ့လူဦးရေအထူးထက်ဆုံးနေရာတစ်ခုလည်းဖြစ်ခဲ့တယ်ကြောက်မီသွေးဆိုတာအကန့်အသတ်ရှိတဲ့အရင်လေးဖြစ်တယ်1980လောက်မှာဟာရှိမာကျွန်းကကြောက်မီသွေးကကုံတလောက်ဖြစ်လာတယ်တစ်ချိန်တည်းမှာပဲရေနံကကြောက်မီသွေးနေရာမှာအစားထိုးဝင်ရောက်လာအဲ့တော့ Mitsubishi ကုမ္ပဏီက1984ခုနှစ်ဇန်နဝါရီလမှာကြောက်မီသွေးတွင်းကိုပိတ်သိမ်းတော့မှဖြစ်တဲ့အတွက်အလုပ်သမားတွေအားလုံး3လအတွင်းကျိုးကနေထွက်ခွာရမှာဆိုပြီးတော့ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့တယ်1984ခုနှစ်ဧပြီလမှာတင်မော်စီကနေပြီးတော့ကျုံးပေါ်မှာရှိတဲ့လူတွေအားလုံးကိုတင်ဆောင်သွားခဲ့တယ်အဲ့ဒီတင်မောကဟာရှိမာကျွန်းကနေနောက်ဆုံးထွက်ခွာတဲ့တင်မောလေးဖြစ်ခဲ့တယ်အဲ့ဒီချိန်ကစပြီးဂျပန်အစိုးရဟာရှိမာကျွန်းကိုပိတ်သိမ်းလိုက်ဝင်ရောက်ခွင့်ကိုလည်းတားမြစ်လိုက်တယ်မစ်ဆူဘီရှီကုမ္ပဏီကမြေနေရာကိုပိုင်ဆိုင်ထားပေမဲ့အဆောက်အဦတွေကိုပြန်ပြီးတော့ထိန်းသိမ်းတာမျိုးမလုပ်ခဲ့ဆိုတော့အဆောက်အဦတွေကတကြားစားနဲ့ပြိုကျပျက်စီးလာတယ်အချိန်ကတတိုက်ဝဝနဲ့စီကားခင်းတဲ့နေရာကမြို့ပြကြီးတစ်ပွဲဖြစ်လာတယ်အဲ့လိုမြို့ပြကြီးတစ်ပွဲဖြစ်လာတော့စွန်းစွန်းစားခရီးသွားတဲ့လူတွေစွန်းစားရှာဖွေသူအာယုံစိုက်မှုကိုခံလာရတယ်ပိတ်တယ်လည်းမရရအောင်ဒီလည်းချပြီးဝင်တယ်မြို့ပြကြီးကိုစူးစမ်းလေးလာမှုတွေပြုလုပ်ခဲ့ကြတယ်အဲ့တော့ဂျပန်အစိုးရကအထောက်အကူဖွင့်တဲ့ပါခီးသွားလုပ်ငန်းအတွက်ဆိုပြီးကျိုးကိုတရားဝင်ပြန်လည်ဖွင့်လှစ်ခဲ့တယ်တင်မောစိတ်တစ်ခုလည်းတိစောက်ပေးခဲ့တယ်ကျိုးထဲကိုဝင်ရောက်ကြည့်ရှုလို့ရသလိုကျုံးပေးပတ်လဲကိုလည်းရေချောင်းနဲ့လှက်ပတ်ကြည့်ရှုလို့ရတယ်အခုချိန်မှာတော့ခီးသွားလုပ်ငန်းတဲ့နေရာတစ်ခုဖြစ်ပြီးတော့ဒီဂျပန်နိုင်ငံရဲ့စီးပွားရေးကိုဆက်လက်အထောက်အကူပြုနေစေဖြစ်တယ်အဲ့ဒီနောက်မှာဂျပန်ကဟာရှိမာကျွန်းကိုကမ္ဘာအမွေအနှစ်နေရာအဖြစ် UNESCO ကိုအဆိုတင်တယ်ဆက်ချင်းဆိုသလိုပဲတရုတ်တောင်ကိုရီးယားမြောက်ကိုရီးယားနိုင်ငံတွေကနေပြီးတော့စန့်ကျင်ကန့်ကွက်ခဲ့ကြတယ်အရင်ကဒီကြောက်ဝီတွေတူးဖော်ခဲ့တဲ့ကျွန်းသေးလေးကိုမမင်းတို့အလောက်ကြီးအလေးထားပြီးကန့်ကွက်နေကြအဖေကတော့ကျွန်တော်ဝှက်ချင်ပြီးပြောခဲ့တဲ့ဟာရှိမာကျွန်းရဲ့သမိုင်းကမှန်တယ်ဆိုပေမဲ့ပြည့်စုံမှုမရှိသေးဘူးအမှန်တကယ်ကဟာရှိမာကျွန်းကကြောက်ဝီတွေတွင်တစ်ခုထက်ကိုပိုတဲ့အချင်းထောင်တစ်ခုလည်းဖြစ်ခဲ့တယ်ဂျပန်ကလည်းအဲ့တော့ဖုံးကွယ်ကိုဒီနေ့ဒီချိန်ထိကြိုးစားနေတယ်ဖြစ်တယ်ဂျပန်ကဒုက္ခနိုင်ငံတွေကိုတနိုင်ငံပြီးတနိုင်ငံသိမ်းတယ်အဲ့တော့စစ်သားလိုအပ်ချက်ကလည်းမြင့်အဲ့တော့ဒီဂျပန်နိုင်ငံနဲ့ကိုရီးယားနိုင်ငံမှာရှိတဲ့ယောက်ျားလေးအများစုကဂျပန်စစ်တပ်ရဲ့စစ်သားစုဆောင်တွေကိုခံရတယ်အဲ့လိုယောက်ျားလေးအများစုကစစ်တပ်တွေဝင်သွားတော့စက်မှုခန်းကဏ္ဍမှာလောက်သားလိုအပ်ချက်ကမလုံလောက်တော့အဲ့တော့ဂျပန်ကတခါထပ်ပြီးတော့ကိုရီးယားနိုင်ငံမှာရှိတဲ့ယောက်ျားလေးတွေကိုအတင်းအဓမ္မလောက်သားစုဆောင်တရုတ်နိုင်ငံကိုဆက်ပြီးတော့သိမ်းတယ်အဲ့ဒီအရလာတဲ့စစ်တုပ်ပန်းတွေကိုလည်းဟာရှိမာပဝင်ဂျပန်နိုင်ငံကအခြားစက်မှုအခန်းကဏ္ဍတွေမှာအတင်းအဓမ္မလောက်သားခိုင်းစေခဲ့တယ်အဲ့လိုအတင်းကျပ်လောက်သားစုဆောင်ခံရတဲ့သူတွေရဲ့အခြေအနေကတော်တော်လေးကိုဆိုးရွားကြမ်းတမ်းတယ်အဲ့ဒီထဲမှာစူဂျုံဦးဆိုတဲ့ကောင်လေးတယောက်ပါတယ်အသက်က14နှစ်ပဲရှိတယ်သူကအဲ့ဒီဟာရှိမာကျွန်းကနေအသက်ရှင်ကြံရစ်သူတွေကတယောက်ဖြစ်တယ်သူကသူနေတဲ့ရွာနဲ့အတင်းကျပ်ဖမ်းဆီးခံရတယ်တင်မော်တစီကနေပဲသူ့ဟာရှိမာကျွန်းကိုခေါ်ဆောင်သွားတယ်သူရဲ့ပြောကြားချက်တွေကအဲ့ဒီတိုက်ခိုင်ချင်းလေးမှာလူ6ယောက်9ယောက်လောက်ကြက်ပိတ်ပြီးနေရပြီးတော့ကြောက်မီတွေတွင်မှာလောက်ရတဲ့အခြေအနေကလည်းတော်တော်လေးကိုကြမ်းတမ်းတယ်အပူချိန်က39 ဒီဂရီစင်တီဂရိတ်လောက်ရှိပြီးတော့မြင့်မာတဲ့စူထိုင်းစားနဲ့ရောတော့တယ်ကျွန်းရဲ့အောက်ခြေမှာနေရာတော်တော်လေးကိုကျင်းတယ်ဒီအလုပ်ချိန်12နာရီမှာအချိန်တော်တော်များခန္ဓာကိုယ်ကားပြီးတော့တွားတာဖြစ်တယ်ပြီးတော့အလုပ်သမားတွေတို့ကဘာဘေးကင်းတဲ့ဆန်နှောင်းမှမရှိဘူးကြောက်တုံးပြိုကျပြီးတော့တန်ရာရရှိတာတွေတိတ်ဆုံးတာတွေရှိတယ်အဲ့လိုကျန်းတဲ့အခြေအနေတွေစုံပြည့်စုံမှုတွေအောက်မှာအလုပ်လုပ်ရတာဖြစ်တယ်ဂျုံမှုတယောက်ကတော့အသက်ရှင်ကျန်ရတဲ့ဒါပေမဲ့အခြားသောဒီကိုရီးယားနဲ့တရုတ်အကျဉ်းသားပေါင်းများစွာအသက်မရှင်ခဲ့အောင်တိတ်ဆုံးသွားတဲ့ဓာတ်ပေါ်တွေအလောင်းတွေကိုအနီးနားမှာရှိတဲ့နာခါလုံရှိမားလို့ခေါ်တဲ့ကျုံးကိုယူသွားတယ်ပြီးတော့အဲ့ဒီမှာတကြိုတယ်အဲ့ဒီကထွက်လာတဲ့မီးခိုးလုံးတွေကိုဒီဘက်ဟာရှိမားကျွန်းကနေလှမ်းမြင်နေရအဲ့လိုဆိုးရွားတဲ့အခြေအနေတွေကံကြမ္မာဆိုးတွေအောက်မှာသူတို့ရဲ့ဘဝတွေကိုမျောလေးရမ်းမဲ့ဆိုဖြတ်တန်းခဲ့ရဒါပေမဲ့ဂျပန်ကတော့ဒီနေ့ဒီချိန်ထိအဲ့ဒီအနီးနားအကျုံးမှာတကြိုတဲ့နေရာရှိတာကိုငင်းဆို့ထားတဲ့ဖြစ်တယ်နှစ်တွေကြာသွားပြီးတဲ့နောက်အကျဉ်းချင်းဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာသဘောတူညီမှုတစ်ခုရခဲ့တယ်အဲ့ဒါဘာလဲဆိုတော့ဂျပန်ကအဲ့ဒီဟာရှိမာကျွန်းပေါ်မှာအတင်းအဓမ္မလောက်တာခိုင်းစေခဲ့တယ်ဆိုတာကိုလာရောက်လည်ပတ်တဲ့ခရီးသွားပြည်သူတွေမြင်အောင်ပြသပေးရမှာဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာဟာရှိမာကျွန်းကိုဒီ UNESCO ကမ္ဘာအမွေအနှစ်နေရာဖြစ်သတ်မှတ်ခဲ့တယ်ဒါပေမဲ့ချက်ချင်းဆိုတော့ပဲဂျပန်ကအဲ့ဒီသဘောတူညီမှုပြန်ရုပ်သိမ်းခဲ့တယ်
UNESCO စီးရင်ဝင်သွားပေမဲ့အခုချိန်ထိကိုအငင်းပွားဝေးရဖြစ်နေသေးဖြစ်တယ်။စစ်မှုလုပ်ငန်းတွေထုံကားလာတာကနေစပြီးတော့စစ်ပွဲတွေခီးဂျပန်နိုင်ငံစစ်ရှုံးတဲ့အချိန်ကနေစပြီးတော့ပြင်လည်ထူထောင်လာတဲ့အချိန်အထိကိုကြည့်မယ်ဆိုလို့ရှိရင်အာရှီမာဂျိုရဲ့သမိုင်းကဂျပန်နိုင်ငံရဲ့သမိုင်းတွေကိုလက်လက်ချာချာဆက်ဆက်မှုရှိတာကိုတွေ့ရမှာဖြစ်တယ်။ဒီဗီဒီယိုလေးကတော့ကျွန်တော်ရဲ့ပထမဆုံး content ဖြစ်တယ်။လိုအပ်ချက်တွေအမှားပါဒီလိုချင်းခွင့်လွှတ်ပေးဖို့ပြောကြားရင်းနဲ့ ABC လေးကိုသုံးသပ်လိုက်ပါတယ်။